ဝါသားကိုမကြိုက်ဘူးဝါသားကိုငံတယ်လို့ပြောလိုက်ရုံနဲ့ကျွန်တော်က automatic စက်သားကြိုက်တဲ့ကောင်ဖြစ်သွားဟောလားဒီဘက်ကစက်သားကြိုက်တဲ့ကောင်ကလည်းကျွန်တော်ကစက်သားမကောင်းကြောင်းပြောလိုက်ရုံနဲ့ကျွန်တော် automatic ဝါသားဆောင်ရွက်ကြိုက်တဲ့ကောင်ဖြစ်သွားရောလားကျိုးအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ပေါ့နော်တစ်ခါမှမပြောဘူးတဲ့စကားတွေကိုပြောမှာဖြစ်ပါတယ်တစ်ခါမှမလုပ်ဘူးတဲ့ဗီဒီယိုပေါ့နော်ဆိုတော့ဒါအမြင်မတူရင်လည်းကြော်သွားနိုင်ပါတယ်ကျွန်တော်ဗာပြောချင်လဲဆိုတော့ကျွန်တော်ဥပမာလေးနဲ့ပဲကျွန်တော်ပြောပြတော့မယ်ပေါ့နော်ဆိုတော့ကျွန်တော်ကပေါ့ဗျာသိရမလားဥပမာကျွန်တော်ကကျွန်တော်တကယ်ချင်းတယောက်အိမ်ကိုကျွန်တော်ကအိမ်လဲသွားမယ်ကျွန်တော်အပြင်တခြားဘေးမှာ2ယောက်ပါမယ်ကျွန်တော်ပါဝင်3ယောက်ပေါ့ဗျာ3ယောက်ကတကယ်ချင်းတယောက်အိမ်ကိုအိမ်လဲသွားမယ်အမှအင်ရှင်ကျွန်တော်အင်ရှင်တကယ်ချင်းကကျွန်တော်ကိုထမင်းကျွေးတဲ့အခါမှာဝါသားတစ်ပကံစက်သားတစ်ပကံချပြီးထားမယ်ပေါ့ဗျာသိရမလားတကယ်ချင်းကိုစားကြဆိုရင်မှစက်သားနဲ့ဝါသားနဲ့ချထားတာကျွန်တော်နဲ့ပါလာတဲ့2ယောက်ထဲမှာ1ယောက်ကဝါသားဆောင်ရင်ကြိုက်1ယောက်ကစက်သားဆောင်ရင်ကြိုက်ဟုတ်ပြီကျွန်တော်ကဘာကြိုက်တယ်လို့မဆိုလို့သေးဘူးဝါသားကျွန်တော်ထည့်စားဝါသားကြီးကငိုင်းထားကွာဆိုပြီးတော့မစားကျွန်တော်ကွာဆိုစက်သားထည့်စားစက်သားကြောက်လေအရေးကျဲတောက်နဲ့သိရမလားအယိုးကြီးပဲအရေးကျဲတောက်နဲ့ကျွန်တော်မကြိုက်တော့အဲ့နဲ့ကျွန်တော်အင်ရှင်ကတကယ်ချင်းရစက်သားလည်းမစားရင်ငါဝါသားလည်းမစားရင်ငါ့ကိုစီလေးနဲ့စားလေးနဲ့ပေးကွာသိရမလားစီစက်စားယူငယ်ဦးသီးတောင်လေးပဲငါကြိုက်စားတော့မယ်ကွာလို့ကျွန်တော်ကပြောခွင့်မရှိဘူးလားကျွန်တော်ပြောခွင့်မရှိကျွန်တော်ပြောတာကျွန်တော်ဝါသားလည်းစားရတာသဘောမကျဘူးဗျာသိရမလားချက်ပုံချင်နေနည်းနည်းငံသွားလို့စက်သားကြောက်လည်းအဲ့လိုပဲရေးကျဲတော့ကျွန်တော်မကြိုက်လို့ကျွန်တော်သဘောမကျလို့ကျွန်တော်မစားဘူးကျွန်တော်မစားခွင့်မရှိဘူးလားကျွန်တော်ပြောတာကျွန်တော်ဖြစ်တယ်လို့ပဲစီစမ်းစားဖို့ငြူသီးတောင်လေးကြိုက်ပြီးတော့စားခွင့်မရှိဘူးလားဒါကိုဟောဒီဘေးကနော်ဝါသားဆောင်ဝမ်းကြိုက်တဲ့ကောင်ကသူ့ဝါသားကိုငံနေပြောဝါသားကြီးကငိုင်းထားကွာသူကြိုက်တဲ့ဝါသားကိုကျွန်တော်ဝါသားကြီးကငိုင်းထားကွာလို့ပြောလိုက်ရုံနဲ့ဟာမင်းကဘာလဲကွာသိရမလားမင်းငါ့ကိုတက်စော်ကားတာမင်းကစက်သားဆောင်ဝမ်းကြိုက်တဲ့ကောင်အဲ့လိုပြောချင်တာကျွန်တော်ကဝါသားကိုမကြိုက်ဘူးဝါသားကိုငံတယ်လို့ပြောလိုက်ရုံနဲ့ကျွန်တော်က automatic စက်သားကြိုက်တဲ့ကောင်ဖြစ်သွားဟောလားဒီဘက်ကစက်သားကြိုက်တဲ့ကောင်ကလည်းကျွန်တော်ကမင်းစက်သားကြီးအရေးကျတော့ကြီးနေကွာအယိုးကလည်းအများကြီးတယ်ကွာဘာညာပြောလိုက်ရုံနဲ့အေးပါမင်းကဝါသားကြိုက်တဲ့ကောင်ပဲငါစက်သားကိုအဲ့လိုပြောအောင်ဘာညာဒါကျွန်တော်ဝါသားကြိုက်တဲ့ကျွန်တော်ပြောသေးဘူးနော်ကျွန်တော်စက်သားမကောင်းကြောင်းပဲကျွန်တော်ပြောသေးတာနော်စက်သားမကောင်းကြောင်းပြောလိုက်ရုံနဲ့ကျွန်တော် automatic ဝါသားဆောင်ရွက်ကြိုက်တဲ့ကောင်ကြီးဖြစ်သွားရောလားဝါသားလည်းမကြိုက်ဘူးဗျာစက်သားလည်းမကြိုက်ဘူးဗျာသိရမလားကိုယ့်ဟာကိုစီစမ်းစားပြီးငွေသီးတောင်ကြိုက်စားမယ်လေနော်ဒါကိုဘာလို့ဝါသားကြိတ်တဲ့ဘေးကကောင်ကလည်းသိရမလားစက်သားကိုအားပေးတဲ့ကောင်စက်သားဆောင်ဝမ်းကြိုက်တဲ့ကောင်မဖြစ်အောင်တွန်းပို့နေရတစ်ဖက်ကစက်သားကြိုက်တဲ့ကောင်ကလည်းစက်သားမကောင်းကြောင်ပြောရုံနဲ့ဝါသားကြိုက်တဲ့သူမဖြစ်အောင်တွန်းပို့နေတာလေငါပြောတာကျွန်တော်တော့သဘောပေါက်ကြလားမသိဘူးစက်သားချက်ပုံချင်းကြီးမကြိုက်ဘူးပြောလိုက်ရုံနဲ့ဝါသားကိုဆောင်ရမ်းကြိုက်တဲ့ကောင်ကြီးဖြစ်သွားဟောလားစက်သားချက်ပုံချင်းကြီးမကောင်းဘူးလို့ပဲပြောတာလေဝါသားကိုကြိုက်တယ်လို့ပြောမိလားအဲ့လိုပဲဒီဘက်ကရောဝါသားချက်ပုံချင်းကြီးနည်းနည်းအဆင်မပြေဘူးနည်းနည်းငံတယ်လို့ပြောရုံပဲရှိသေးတယ်စက်သားကြိုက်တယ်လို့လည်းတခေါမှမပြောမိဘူးဒါဆိုဘာဖြစ်လို့ဝါသားမကောင်းကြောင်းပြောရုံနဲ့စက်သားဆောင်ဝမ်းကြိုက်တယ်လို့ကျွန်တော်ကဖြစ်သွားတာလဲဝါသားမကောင်းရင်မကောင်းကြောင်းကျွန်တော်ဝေဖန်ပိုင်ခွင့်မရှိဘူးလားစက်သားမကောင်းရင်မကောင်းကြောင်းကျွန်တော်ဝေဖန်ပိုင်ခွင့်မရှိဘူးလားကိုမကြိုက်တာကိုရောမစားပိုင်ခွင့်မရှိဘူးလားကိုဖြစ်တယ်လို့စီလေးစားမယ်စားလေးဖြူငြိုသီးလေးနဲ့ကြိုက်စားမယ်လို့ကျွန်တော်ပြောတော့မဖြစ်ပြန်ဘူးဆိုတော့မခက်ဘူးလားမခက်ကြဘူးလားကျွန်တော်ကသဘောပေါက်ကြလားမသိဘူးเนาะသဘောပေါက်တဲ့လူကတော့ပေါက်ကြမှာပေါ့လို့เนาะကဲအားလုံးပဲကျေးဇူးပါစဉ်းစားတတ်တဲ့သူကတော့ဒါကိုစိတ်ကြဝေဖန်ပိုင်ခွင့်ရှိတယ်ပေါ့နော်အမြင်မတူတဲ့သူတွေကလည်းကိုကြိုက်တယ်လို့ဝေဖန်ပိုင်ခွင့်ရှိပါတယ်အားလုံးကျေးဇူးပါ